ကျောင်းသားဆိုင်ကလင်းကသုံးစီဖားကူဘက်ကိုသွားမှာဖြစ်ပါတယ်။အားကြ။တော့လမ်းပေါ်ရောက်ရှိတော့ဟုတ်။ကျွန်တော်ဖားကူဘက်သွားမှာဆိုကျွန်တော်ညာဘက်ကို꿰ပါမယ်ခင်ဗျ။တဲ့သွားမှာဆိုကျွန်တော်ကလေးဝက်တော့ရောက်ပါမယ်။ထေခွင်းလမ်းတော့ရောက်ပါပြီကျွန်တော်တဲ့တွားရင်3ပါပါကျွန်တော်တို့ကခေကို꿰ပါမယ်လုံးသမီးကန်ကြီးလုံးသမီးကန်ကြီးပါရောက်ရှိပါပြီဟိုဒီကောင်ကတော့ကျွန်တော်တို့ကဘယ်ကို꿰ရင်တော့ကျွန်တော်တို့ခရမ်းရည်ချင်းတစ်ခါကလဝဲကြီးရွာကလဝဲသားဆိုရောက်မှာဖြစ်ပါတယ်အခုကျွန်တော်တို့ပကံတောင်ကိုသွားမှအတွက်ညာအောင်꿰ပါမယ်ခင်ဗျခုတော့ကျွန်တော်ပကံတောင်ရောက်ပါမယ်ဒီတဲ့ဟုတ်ကဲ့ပါခင်ဗျကျေးဇူးပါတယ်ရန်ကြောင့်လက်စစ်ရေးတင်စီမံကိန်းဖြစ်ပါတယ်။စမ်းတောင်ကြီးပါရောက်ရှိပါပြီ။ဟုတ်ကြရရေကုန်းကြီးရွာရောက်ခါကြီးလေးမှာပေါက်တာပါကိုကတော့ကျွန်တော်တို့တနင်္မျိုးနဲ့ဆုံးပြီးတော့ကျွန်တော်တို့ခရမ်းမျိုးနဲ့ဆောက်ခရမ်းမျိုးနဲ့ဆောက်ဝင်လာပါပြီဒါကခုကကျွန်တော်တို့ကဟိုဖားကူမောင်းမခရမ်းလမ်းပေါ်ပါခင်ဗျာမလာပါခဏနိုင်လာလိုက်တက်သွားရင်တော့ကျွန်တော်တို့ခရမ်းမျိုးရောက်မှာဖြစ်ပါတယ်ခရမ်းမျိုးဘက်ကိုရောက်မှာဖြစ်ပါတယ်ကျွန်တော်ကတိုက်တုကံဘက်ကိုသွားမှအတွက်ပိန်းငယ်ရောဝင်မဲ့လမ်းလေးဖြစ်ပါတယ်ဗျာ14မိုင်နေပြီးတော့တိုက်တုကံရောက်ပါပြီဟုတ်တိုက်တုကပြီးရင်3ဝနေကျွန်တော်ထပ်မှာဖြစ်ပါတယ်3ဝနေသလားမဝင်နဲ့တော့ဝေတာပါနေချက်မှာတူတော့ကြီးပါတူတော့ခါမမြောက်ကွဲလမ်းလေးပါဘယ်ဘက်ကွဲရမှာတော့ဟောဒီမှာကမာကလိတ်နဲ့မျိုးတော်နေတယ်ကမာကလိတ်နဲ့မျိုးတွေလားကမာကလိတ်ရှေ့ကြီးပါမှာဒီလမ်းလေးကိုခုလိုနေတဲ့လူတွေပဲတွေ့မြင်ခွင့်ရတာပါဒါမင်းတို့ရှင်တော့တရားရောက်မှာမဟုတ်တော့ဘူးနဲ့တရားရောက်မှာ
ကြီးကံရဲ့နာမည်ကြီးကံရောက်ခုသေးပါဦးခါမှ ready ဟာနားအောင်လားနားလေနားလေဒီတက်တက်ဆိုတော့ကျွန်တော်တိုက်တူးကောင်ရောက်ပါမယ်ဒါတော့မကြီးကန်ရွာပါဗျာဟုတ်ဒီဘက်လမ်းလေးတွေကတော်တော်တာရတယ်ဗျရှင်းကားလဲရှင်းတယ်ဆိုတော့လေမင်းတို့လည်းကောင်းပါလေဗျလမ်းလေးရောတိတ်တော့အရင်တော့မကောင်းဘူးဟုတ်တယ်ဟုတ်ရိုက်တယ်မှာညောင်ဒီကျေးရွာကံဦးကြောင်းလိုက်ပါညောင်ဒီကိုကြောလာပါအခုဟိုက်မြင်းနီလန်းလေးဒီလန်းလေးကဂူဝမ်မှာဆိုရင်တော့မပေါ်ပါဘူးခင်ဗျရပါရခါလို့ဒီလိုလမ်းလေးဖြတ်ကားပါလေဗျာလမ်းလေးဖြတ်ကားပါလေရပါလမ်းလေးရတော့တိုက်တူးကရောက်ခါနေမှာလမ်းလေးရလို့ဒီလိုလမ်းလေးတွေဖြစ်သွားပါလေဗျာဟုတ်ကဲ့အဲ့လိုပဲဒီလမ်းလေးကိုကျွန်တော်တို့ရောက်ခါနေပါပြီတိုက်တူးကရောက်ခါနေပါဒီလိုလမ်းလေးတွေပါခင်ဗျဖုန်းလေးအိမ်ပါတော့မယ်ခုကျွန်တော်တညင်တုံးကလမ်းပေါ်ကိုကျွန်တော်တိုက်တူးကကြီးရွာနေပြီးတော့ပြန်လာထွက်လာပါပြီဗျာဟုတ်ကျွန်တော်ခုတုံးကဘက်ကိုကျွန်တော်ဆက်လက်နင်းပါမယ်ဟုတ်ပြီးတော့တုံးကအထွက်လေးမှာကျွန်တော်ထမင်းစားနားမယ်ခင်ဗျဟုတ်ကျေးဇူးပါဒီဟိန္ဒူကလားဖျားကျောင်းကတော့ကျွန်တော်တို့တကယ်တုံးကလမ်းပေါ်မှာရှိတဲ့တိုက်တူးကန်နဲ့ရဲရွက်ကြားမှာတည်ရှိပါတယ်နောက်တစ်ခါမှလာခဲ့ပါဦးမယ်ဗျဒါတော့ရဲရွက်ကြည့်ရအောင်ဝင်တဲ့လမ်းလေးပါနားအောင်လားမရောက်နေနားအားတော့တုံးဝါမျိုးကိုဖြတ်ပြီးတော့တရားမျိုးကိုတွားတဲ့လမ်းပေါ်မှာဆိုတော့လမ်းပေါ်ရောက်နေတာပါခင်ဗျာဘူးလို့တော့ကျွန်တော်တုံးဝါမျိုးအထက်ကShell Star ဆိုတဲ့ဆိုင်လေးနော် sorry Nan Star ဆိုတဲ့ဆိုင်လေးမှာဆွေးနွေးတာစားပါမယ်ဟုတ်တယ်ကျွန်တော်စပယ်ချောင်းကြီးအောင်ရောက်လာပါတယ်ခင်ဗျတော့ကားမျိုးမုံနေနေမှာရှိတယ်ကားလေးပါဟိုကျွန်တော်တို့ကားမျိုးကိုကျွန်တော်တို့မဖြတ်ဘဲနဲ့ကျွန်တော်တို့ဒီတာပါဘက်ကမျိုးကျွန်တော်တို့ဖုန်းဝတ်သားတော့ကိုကျွန်တော်ပြန်ပါမယ်ဆွဲသွားရင်တော့ကျွန်တော်တို့ကားမျိုးပါကျွန်တော်ကတော့ညာဘက်ကိုပြေးပါတော့ခင်ဗျကျွန်တော်ညာဘက်မျိုးပြေးညာဘက်ကိုသွားတာပါတာပါကိုတာပါကျော်ဘက်ကိုကျွန်တော်ဆက်ပါမယ်ဟုတ်ကဲ့ပါ
တော့တာပါနဲ့စင်မပေါ်ကြီးရွာကြားကကားလေးပါဒီဘူးထဲမှာလာကျိုးတဲ့ကျွန်တော်ဆိုင်ကနေကျိုးရေးခွဲပါဒီမှာဒီပဲလာကျိုးဒါဆိုစမကောရွာတဲ့ဟိုချက်နေတာပါခင်ဗျစင်မကော်ရွာဘက်ကနေပြန်ထွက်လာပါပြီကိုဆိုရင်ခင်ဗျစင်မကောအထိလာကြိုးပါတယ်အကျိုးနဲ့တော့လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဗျဟုတ် ဟောသားကြီးကိုပြန်လည်ရောက်ရှိလာပါပြီဝေးဦးဟုတ်ရောက်ရှိတော့ဝါရောက်ပါပြီဒီတော့ကျွန်တော်လည်းပြထားလမ်းကြောင်းလေးပါပဲအဲ့ဒါလေးပြောင်းလာခဲ့ပါခင်ဗျကျေးဇူးပါလေ